magnetic stellar hot plate ကိုအရေစံပဲတသားတည်းဖြစ်အောင် stir လုပ်ပြီးအပူပေးဖို့ဆိုရင်တော့အသုံးပြုကြပါတယ်။ဘယ်လိုနေရာတွေမှာအဓိကအသုံးပြုလဲဆိုရင်တော့ chemistry lab, biology နဲ့ microbiology lab, pharmaceutical industry, environmental lab အပြင် beauty production တွေအတွက်အသုံးပြုကြပါတယ်။စက်ရဲ့ပုံစံလေးကိုအသေးစိတ်တက်ဆင်ပြပါမယ်။စက်မှာဒီစက်နဲ့ပတ်သက်တဲ့ instruction ပါမယ်။ဒီပါဝါအဖွင့်ပိတ်ခလုတ်ကဘေးလေးမှာပါတယ်ဒီပေါ်ကညက်ကလေးကကြတော့ဒါတာမီမီတာပေါ့နော်တာမီမီတာအတွက်ဒီခလုတ်လေးကကြတော့ဒါဒီ magnetic stellar ကို stir လုပ်ဖို့အတွက်ပေါ့နော်ဒီဘက်ကကြတော့ temperature အတွက်ဖြစ်ပါတယ်ဈေးလေးကတော့2သိန်းကျော်စိုးစိုးလေးပဲရှိပါတယ်ဝယ်ယူလိုချင်ရင်တော့ Viber နံပါတ်399513099494ကနေပြီးတော့မှဆက်သွယ်မှာယူနိုင်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်